ကဲလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တနင်္လာနေ့အတွက်ဖြစ်ပါတယ်ကျွန်တော်တို့ဒီတောက်ကြနေတာစဉ်းစားတာက639နဲ့839စဉ်းစားရတဲ့အလဲမှာကျွန်တော်တို့ကဒါ38ဖြစ်နေတယ်ထိပ်ပိတ်ကလည်း639ဆိုပြီးတော့ဒါ10ပြည့်ဖြစ်နေတယ်ဒီထိပ်ပိတ်10ပြည့်ဖြစ်တဲ့ချိန်တိုင်းမှာ35ချိန်ပဲလိုက်ပါကျွန်တော်ကတော့35ချိန်ဒါအင်္ဂါမကျော်2ရက်အတွင်းဆင်းဖို့ရှိတယ်လို့ပဲဒါယူဆလာတဲ့အတွက်35ချိန်နဲ့ပဲအဓိကဦးစားပေးပြီးရွေးထားပြီးပါတယ်ဒီ35ချိန်ပဲပေးနေတော့35ချိန်မကြိုက်တဲ့မိတ်ဆွေတွေကတော့ဒီဗီဒီယိုကိုမကြည့်နဲ့ပေါ့ဗျာနော်ကျွန်တော်တို့ကတော့ဒါ2ရက်အတွင်း35ချိန်ရှိတယ်ဒါကျွန်တော်တွက်ဆိုင်ရဒီတွက်ဆိုင်ကလည်းဒါပုံမှန်တိုင်းဆင်းနေတာမို့ကျွန်တော်ကဒီတိုင်းလေးပဲရွေးထားပြီးခြင်းဖြစ်တယ်ပြီးရင်ကျွန်တော်တို့အဖွင့်နေတိုင်းမှာ4938ကမတိမပေါက် sorry မတိမပေါက်ကင်းနေနဲ့ဆင်းလေးစင်တာရှိတာများတဲ့အတွက်ကျွန်တော်ကတော့ဒီ4938နဲ့ပဲအဓိကဦးစားပေးကတ်ထားပြီးတကယ်တမ်းဆိုလို့ရှိရင်တော့ထိပ်ပိတ်10ပြည့်ဖြစ်လို့ရှိရင်တော့ဒါ35ချိန်35 break ပေါ့နော်ဒီလိုမျိုးကစားရမှာအဲ့ဒါကြောင့်ကျွန်တော်ကတော့ဒါ6တက်တို့4တက်တို့ဒီနှစ်ကွက်ကိုတော့ကျွန်တော်ဒါထပ်ပြီးတော့ထည့်ထားပေးခြင်းဖြစ်ပါတယ်ဗျာနော်မိတ်ဆွေများအနေနဲ့ကိုကဖြည့်ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့ဒါ3ခွန်တို့8နှစ်တို့ဒါစော့နိုင်တော့လည်းပို့ပြီးကောင်းတာပေါ့နော်ကျွန်တော်ကတော့ဒါ35ချိန်35 break နေရာမှာ35ချင်းကိုပဲကြိုက်တဲ့အတွက်35ချင်းကိုပဲအဓိကဦးစားပြီးယူထားပေးပါတယ်ပြီးရင်မနေ့ပြန်တနေ့ကုန်မှာကျွန်တော်က6လုံးမိုင်ကိုကြိုက်လို့ဒါ6နဲ့ဆိုင်တဲ့ဟာလေးတွေကိုတော့တင်ခွက်ထဲပါထည့်ထားပေးခြင်းဖြစ်ပါတယ်ဗျာနော်ဒီတစ်ပတ်အတွက်မန်ပါဝင်ခြင်းတဲ့သူတွေဝင်လို့ရပါသေးတယ်ကျွန်တော်ဒီမှာကတော့နေ့တိုင်းမွေးခွက်ပတ်တီအားလုံးပါ3000ပါကျွန်တော်ဒီကတော့ပတ်တီနဲ့မွေးခွက်ကတော့မှားပါတယ်ကျွန်တော်တို့ဗုဒ္ဓဟူးနေ့မနေ့လောက်ဆိုလို့ရှိရင်တော့အကလုံးဒီပါဆင်းပါတယ်အင်္ဂါနေ့ညနေလောက်ဆိုလို့ရှိရင်တော့ဒါသူပုံမှန်တိုင်းဆိုလို့ရှိရင်တော့ပတ်တီတွေရောမွေးခွက်တွေရောအားလုံးဒီပါကုန်တာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ကိုကတကယ်လိုက်ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့2ရက်အတွင်းတေချာလေးကနန်းကစားနိုင်တယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာ Viber Telegram နံပါတ်တွေချပေးပါမယ်ကျွန်တော်ဒီမှာကတော့ဒါဟိုပါပေါ့အမွေးခွက်ပတ်တီနေတိုင်းအားလုံးအပါတစ်ပတ်လုံးသာ3000ပါကျွန်တော်ကဒီစီးပွားရေးသဘောရတယ်လောက်တာမဟုတ်ဘူးကျွန်တော်မိတ်ဆွေတွေလည်းအဆင်ပြေကျွန်တော်လည်းဖုန်းမိလေးအဆင်ပြေအဲ့လိုမျိုးတွေရအောင်ပဲကျွန်တော်ကဒါတစ်ပတ်လုံးသာ3000နဲ့လောက်ခြင်းဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့ဒါကျွန်တော်အမှားအမှန်လက်ခံနိုင်တယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာချထားပြီးတဲ့ Viber Telegram မှာလာဟိုင်းမှာကျွန်တော်ဒီကတော့ပတ်တီနဲ့မွေးခွက်တွေကတော့ဒါစောစောဆင်းလေးရှိတာဖြစ်တဲ့အတွက်ဒါစောစောလေးဝင်ပေးပါလို့ပဲအကြံပြုချင်ပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေဗျာ